Okay အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကတော့ဒီနေ့မှာဒီ MySQL Workbench ကိုဘယ်လိုမျိုး setup လုပ်ပါမလဲကျွန်တော်တို့ဘယ်လိုမျိုးဒီ installation နဲ့လုပ်ပါမလဲဆိုတာလေးကိုဒီ video လေးတစ်ပုဒ်လုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီပထမဆုံးကျွန်တော်တို့ရဲ့ဒီ OS မှာပေါ့နော်ကျွန်တော်တို့ဒီ Chrome ရှိရဲဆိုတဲ့ Chrome ကိုပြင်မယ်ဒီ browser တစ်ခုခုကျွန်တော်တို့ဖွင့်လိုက်မယ်ပေါ့နော်အဲ့တော့ဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီ search bar မှာပေါ့နော်ကျွန်တော်တို့ MySQL ကိုရိုက်ရှာရမယ်အဲ့တော့ကျွန်တော်ဒီနေရာလေးမှာဆိုပါစို့ဒီမှာပေါ့နော်MySQL လို့ကျွန်တော်ရှာလိုက်မယ်ရိုက်ရှာပြီးကျွန်တော် enter ခေါက်လိုက်ရโอเคအဲ့တော့ဒီမှာပထမဆုံးတွေ့တဲ့ MySQL ဆိုတဲ့ကျွန်တော်တို့ဒီ website တွေကိုကျွန်တော်တို့ဝင်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုတစ်ချက် click လိုက်မယ်ပေါ့โอเคအဲ့တော့ဒီမှာ click ပြီးသွားရင်ကျွန်တော်တို့ဒီ download ဆိုတဲ့ section တွေကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ဒီရဲ့ tab တွေကိုဝင်လိုက်မယ်โอเคဝင်ပြီးသွားပြီဆိုရင်ဒီမှာ MySQL Community Edition ဆိုတာလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာလေးကို check လုပ်ရအောင် MySQL Community GPL download ဆိုတဲ့ဥစ္စာလေးရှိတယ်ပေါ့နော်အဲ့တော့ဒီလေးကိုကျွန်တော်ဝင်မယ်โอเคဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ Windows မှာ installation လုပ်မယ်ဆိုရင်ဒီမှာ MySQL installer ပေါ် Windows ဆိုတော့ရှိတယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်တစ်ချက်လောက် click လိုက်ပါမယ်โอเค click ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ version တွေကျွန်တော်တို့ရွေးရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာတို့ auto slash လောက်ထားပေးတဲ့ version 3နဲ့ရပါတယ်ဒါက latest version ပေါ့နော်အဲ့တော့ဒီတိုင်းပဲကျွန်တော်ထားခဲ့လိုက်လို့ရတယ် Microsoft Windows ပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒါကဒီ64 bit 32 bit နှစ်ခုလုံးကို support လုပ်ပေးပါတယ်ကျွန်တော်ကဒီအောက်မှာရှိတဲ့ 900MB ရှိတဲ့ဟာလေးကိုကျွန်တော် download လုပ်ရမယ်ပေါ့နော်အဲ့တော့ okay ကျွန်တော်ဒီဟာလေးကို click လိုက်မယ်ဆိုရင်သူက download စပြီးတော့မှလုပ်ပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ပထမဆုံးဒီလိုလုပ်လိုက်ပြီဆိုတော့ねဒီလိုမျိုး page လေးကြာလာမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲပေါ့အဲ့တော့ဒီရဲ့အောက်မှာ login နဲ့ sign up တွေလုပ်ချင်လို့ပါဘူးဒီဟာလေးကျွန်တော်နေနိုင်ရပါတယ် note that just my download ဆိုရပါတယ်ဒီဟာလေးကိုချက်လောက်check လိုက်မယ် okay check လိုက်တဲ့အခါမှာဒီမှာစပြီးတော့မှထားဖို့ပေါ့နော် okay ဒီဟာလေးပြည့်အောင်ကျွန်တော်တို့ခဏတော့စောင့်လိုက်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ကတော့ဒီမှာ download ဆိုရတော့ပြီးသွားပြီပေါ့နော်ဒီမှာဒီ MySQL installer community edition ပေါ့နော်ဒီဟာလေး install လုပ်ပြီးသွားပါပြီဒါဆိုရင်ကျွန်တော်ဒီ folder လေးမှာတစ်ချက်တော့ကြည့်ရအောင်ပေါ့နော် showing folder လေးနေရအဲ့တော့ဒီမှာ MySQL ကျွန်တော်တို့ installer community edition ဆိုပြီးတော့ကြာလာတယ်ပေါ့နော် okay အဲ့တော့ဒီဟာလေးချက်ဖွင့်ကြည့်အောင်ဒါပဲ click နေလိုက်မယ်ပေါ့နော်ဒါပဲ click နေလိုက်ရင်သူ install လုပ်ပေးလိမ့်မယ်ပေါ့နော် okay နောက်ဒီဟာလေးခဏလောက်စောင့်ရအောင်ဒါဆိုရင်ကျွန်တော်ဒီအောက်မှာပေါ့နော်ကျွန်တော် MySQLချက် set up လုပ်တာလေးကျွန်တော်ပြီးသွားပြီနဲ့တွေ့ပြီ okay တော့ကျွန်တော်ဒီအောက်မှာပွင့်နေတဲ့ဟာလေးတစ်ချက်တော့ကျွန်တော်ပြန် click ရအောင်ပေါ့နော်ဒီနောက်လေးမရှိပါဘူး okay ကျွန်တော် click လိုက်မယ်ဆိုရင်ပထမဆုံးဒီ choose ခိုင်းနေပေါ့နော်ကျွန်တော် setup type ကိုအရင်ဆုံးရွေးခိုင်းပါရေအဲ့တော့ကျွန်တော်တို့ကတော့ဒီ custom နဲ့ပဲကျွန်တော်သွားမယ်ပေါ့နော်ဒီမှာ custom လေးကိုရွေးလိုက်မယ်ရွေးပြီးကျွန်တော် next ကိုနေရအောင် okay next ကိုရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီproduct ကိုကျွန်တော်တို့ဒီထဲကိုထည့်ပေးအောင်ပေါ့နော်ကျွန်တော် install လုပ်ဖို့အတွက်ပေါ့အဲ့တော့ဒီအပေါင်းလက္ခဏာလေးကျွန်တော်တစ်ချက်လောက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီထဲမှာလေMySQL server ကိုတစ်ချက်ပြန်နှိပ်မယ်အဲ့တော့ဒီ MySQL server 8.0 ကိုလည်းကျွန်တော်တစ်ချက်ပြန်နှိပ်လိုက်ရင်ဒီမှာဒါလေးတွေ့ရပါတော့ okay ဒါလေးကိုကျွန်တော်တစ်ချက် click ပြီးဒီဘက်များလေးနှိပ်လိုက်မယ် okay ဒီဘက်ရောက်သွားပြီပေါ့နော်ဒီမှာ application ထဲမှာလည်းအဲ့လိုပဲ MySQL Workbench 8.0 ပြန်နှိပ်မယ်အဲ့တော့ဒီမှာ MySQL Workbench ဒီဟာလေးပေါ့နော်ဒီဒါလေးကိုလေဘက်ကိုကျွန်တော်ပြောင်းရအောင် okay MySQL share ကိုလည်းချက်ကြည့်ရအောင်အဲ့တော့ဒီမှာလေ MySQL share 8.0 ရှိမယ်အဲ့တော့ကျွန်တော်ဒီအောက်မှာရှိတဲ့64ဆိုတာလေးကိုလည်းကျွန်တော်ဒီဘက်ကိုရွှေ့မယ်နော်အဲ့တော့ကျွန်တော်ဒီမှာ MySQL router လေးတစ်ချက်ကြည့်အောင်အဲ့တော့ဒီအောက်မှာ okay MySQL router 8.0 ဒီမှာ MySQL ဒီဟာလေးပေါ့နော်ဒီဟာလေးကိုလည်းကျွန်တော်ဒီဘက်ကိုပို့လိုက်ဒီဒါတွေအားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရပြီပေါ့နော်ဒီလေးခုလုံး install လုပ်မယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ next လေးကို channel နေရအောင်ဒီအဲ့တော့ကျွန်တော်ဒီမှာ next ကိုနှိပ်မယ်ဒါပြီးရင်ကျွန်တော် execute ဆိုတော့မှကျွန်တော်ဒီဟာလေးကို run လိုက်မယ်ပေါ့နော်ဒီဒါလေးကျွန်တော်ရှင်းပြလိုက်ပါမယ်ဒါပြီးရင်ကျွန်တော်ခဏလောက်စောင့်ရမယ်ပေါ့နော်ဒီဟာလေးကို
အဲ့တော့ဒီဟာလေးကျွန်တော် installation တွေလုပ်သွားလိုက်မယ်ပေါ့နော်အဲ့တော့လုပ်တာတော့ကျွန်တော်ကဒီကြာတဲ့အတွက်ကြောင့်ဒါလေးကိုကျွန်တော်ကြော်လိုက်ပါမယ်တူဒါပြီးရင်ဒီအောက်ကဟာတွေကိုကျွန်တော် install ဆက်လုပ်မယ်ပေါ့နော် okay ကျွန်တော်ကတော့ဒါလေး skip လုပ်ပါမယ် okay အဲ့ဆိုရင်ကျွန်တော်အားလုံး installation တွေပြီးသွားပြီဆိုရင်အကုန်လုံးကဒီအမှန်ချစ်လေးတွေဖြစ်သွားလိမ့်မယ်ပေါ့နော်ဒီခဲတံပုံလေးဖြစ်နေဆိုရင်သူက install လုပ်နေတော့မှမပြီးသေးပါဘူးပေါ့နော်ဒီ status ကိုချိန်တည်ထားပါလေဒီမှာ complete ဆိုပြီးဖြစ်နေရင်ကျွန်တော် next ကိုဆက်ပြီးနေလို့ရပါပြီအဲ့တော့ကျွန်တော်ဒီမှာ next ကိုဆက်နေပါမယ်အဲ့တော့ next ကိုရွေးမယ် okay ဒါဒီတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီတိုင်းnext ကိုနေသွားလို့ရပါတယ်ဆောင်းသွားတယ်တော့ဒါမျိုး okay ရပါတယ်နောက်ဒါလေးနေမယ်ကျွန်တော်တို့ဒီ port ကတော့3306ဆိုတော့ရပါတယ်ဒီဟာလေးပဲကျွန်တော်တုံးပါလေးရပါတယ်ပြီးတော့ကျွန်တော်ဒီမှာ next ကိုပဲစနေပါ okay ဒါဆိုရင်တူရတယ် use strong ဒီ password တွေပေးရမယ်ပေါ့နော်ဒီရဲ့ကျွန်တော်တို့ဒီ MySQL Workbench ကို login ဝင်ဖို့အတွက်ဆိုရင်ဒီ password တွေပါလုပ်နိုင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီဒါလေးပဲကျွန်တော် check လိုက်ပါ check ပြီးတော့ဒီဟာလေး next ချက်စနေရအောင်okay next တဲ့အခါမှာဒီညမှာစရေး password ပေးရမယ်ပေါ့နော်ဒါကအရေးကြီးပါတယ်ဒီရဲ့ password ကကျွန်တော်တို့အဆင်ပြေတဲ့ password ကိုပေးပါကျွန်တော်တို့အဲ့ဒီ password ကိုဒီ MySQL Workbench ကို login ဝင်တိုင်းမှာပြန်သုံးရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှတ်မိနေဖို့ရအတွက်လိုအပ်တယ်ပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်ကတော့ root 1 2 3 4လို့ပဲကျွန်တော်ပေးပါတယ်အဲ့လိုပဲကျွန်တော်တို့ပြီးချင်တယ်ရပါတယ်เนาะကျွန်တော်တို့အဲ့လိုမျိုးလိုရာလေးပဲအရင်ဆုံးပေးထားလိုက်ပါအောင်เนาะကျွန်တော်တို့အခုမှစားလေးပါမှာဆိုတော့အရင်ကြီး strong ဖြစ်နေတဲ့ password တွေလည်းမလိုပါဘူးအဲ့တော့ကျွန်တော်ကဒီနေရာမှာဘာလုပ်နေလဲဆိုရင်ဒီ ROOD 1 sorry ပြန်ရေးပါမယ် ROOD ပြီးတော့1 2 3 4လို့ကျွန်တော်ပေးလိုက်မယ်ပြီးတော့ဒီရဲ့ဒီညာကျတော့ဒီအပေါ်က password ကိုပဲ repeat ပြန်လုပ်ခိုင်းတာပါပြန်ရေးခိုင်းတာပေါ့เนาะကျွန်တော် ROOD 1 2 3 4လို့ပဲကျွန်တော် password ကိုပေးပါမယ်okay week ဆိုတော့ပြရတယ်เนาะဒါပေမဲ့ဘာမှမဖြစ်ပါဘူးဒီတိုင်းပဲကျွန်တော်တို့ပေးပါမယ်ပြီးတော့မှကျွန်တော်ဒီမှာ next ကိုကျွန်တော်နှိပ်မယ် okay next ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီ standard system account ဒီတိုင်းပဲထားလိုက်ရပါတယ်ကျွန်တော်တို့ဒီမှာ next ကိုပဲဆက်နေရအောင်เนาะအဲ့တော့ဒီမှာကျွန်တော် next ကိုပဲနှိပ်မယ် okay ဒီမှာ permission ကဒီမှာ patch လမ်းကြောင်းတွေပေါ့เนาะ server file permission ဆိုရင်တော့ကျွန်တော် yes လို့ပဲပေးလိုက်ကျွန်တော်ဒါပြီး next ကိုနှိပ်okay ဒါပြီးတော့ကျွန်တော်ဒါတွေအကုန်လုံးကျွန်တော်တို့ကဒီ run လိုက်မယ်ပေါ့နော် apply to ကနေတူလုပ်ပါလိမ့်မယ်ရပါတယ်ကျွန်တော် execute ပဲနေတော့ရပါပြီokay အဲ့ဒါဆိုတူကဒီညာလေးကို check in လေးဖြစ်တော့ပါလိမ့်မယ်ခဏလောက်တော့စောင့်ရအောင်ပေါ့နော်ဒီစောင့်ကြည့်အောင် okay ဒါဆိုရင်တော့အားလုံးပြီးသွားပြီဆိုရင် MySQL Workbench ကို install လုပ်လို့ပြီးပါပြီပြီးတော့ကျွန်တော်ဒီ finish လေးကိုချက်နေမယ်ပေါ့နော်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဒီ next ကိုတစ်ချက်ပြင်လိုက်ပါမယ်ပြီးတော့ပြီဆိုရင်ကျွန်တော် host name နဲ့ password ပေါ့နော်ဒီနေရာလေးကတော့ကျွန်တော်ပေးရမယ်အဲ့တော့ကျွန်တော်တို့အခုလောလောဆယ်တော့ရပါတယ်ကျွန်တော်ဒီ next finish ကိုပဲအရင်ဆုံးနှိပ်ထားလိုက်ရပါတယ် host ကိုတော့ကျွန်တော်ဒီလိုလေးထားလိုက်ရပါတယ်ဒါပေမဲ့finish ပဲနှိပ်ထားလိုက်ပါမယ်နော်ညမှာကျွန်တော်ဒီမှာ next ကိုအရင်ဆုံးပြန်နှိပ်ပါမယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာအားလုံးပြီးသွားပြီပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကဒီ finish ကိုနှိပ်လိုက်ရင်ရပါပြီဒါဆိုရင်ကျွန်တော် terminal လေးဖွင့်လာမယ်MySQL terminal ပေါ့နော်ဒါလေးပြန်ဖွင့်လာမယ်okay အဲ့တော့ဒီညမှာ MySQL နဲ့ပတ်သက်တာတွေကျွန်တော်ရေးလို့ရမယ်ပြီးတော့ MySQL Workbench လေးဖွင့်လာမယ်ပေါ့နော်အဲ့တော့ဒီ MySQL Workbench ရဲ့ကျွန်တော်တို့ရဲ့အောက်မှာပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့အရင်ဆုံးထည့်ထားတဲ့ဒီရဲ့ login instant လေးကျွန်တော်ရှိတာပေါ့နော်ဒီလိုလေးပေါ်လာပါလိမ့်မယ်ကျွန်တော် user name ကတော့ root ပါပဲကျွန်တော်က password ထည့်တဲ့အခါမှာကျွန်တော် root 1 2 3 4လို့ကျွန်တော်ပြန်ထည့်ရအောင်နော် okay လောလောဆယ်တော့ကျွန်တော်ဒီဟာလေးအရင်လုပ်မယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့က okayကျွန်တော်ဖွင့်လာမယ့်ပုံစံတော့ဒီတိုင်းတော့ကျွန်တော်ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကလောလောဆယ်တော့မတုံးသေးဘူးပေါ့နော်ကျွန်တော်ဒီမှာ minimize လုပ်ရအောင်နောက် minimize လုပ်မယ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီ PC တဲကဒီ OSC ပေါ့နော်ဒီတဲကိုဝင်မယ် okay ဝင်ပြီးတော့ရင်ကျွန်တော်တို့ဒီ program file ဆိုတာရှိတယ်ပေါ့နော်တစ်ချက်တော့ရှင်းလိုက်ကြည့်အောင်ဒီမှာပေါ့နော် program file ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ရှင်းနေအဲ့ဒါကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်ကိုချက်လောက်ဆင်းသွားမယ်ဒီမှာ MySQL ဆိုတာလေးရှာမယ်နော်ဒီအပေါ်ကနေကြည့်လိုက်ရတယ်ဒီ DBC တွေကနေမှာ OSC ရဲ့မှာ program file ဆိုတာရှိပါတယ်အဲ့ဒီအထက်မှာ MySQL လေးကိုကျွန်တော်နှိပ်မယ်ပြီးတော့ server ပေါ့နော်အဲ့ဒီရဲ့ server တွေကမှပြီးနော်ဒီဟာလေးကိုယူမယ် okay ဒါတွေအားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ bin ထီကိုကျွန်တော်တို့ကဒီအပေါ်မှာကျွန်တော် patch လမ်းကြောင်းလေးကို copy ယူဖို့အတွက်တကယ်ချက်လောက် click လိုက်မယ်click ပြီးတော့ရင်ဒီဟာလေးကိုကျွန်တော်တို့က control C ဆိုပြီးတော့ခဏလောက် copy ခဲ့မယ် okay copy ပြီးပြီဆိုရင်ကျွန်တော်ဒါလေးကို minimize လုပ်မယ်ပေါ့နော် okay minimize လုပ်လိုက်မယ်ဒါလေးလည်းလုပ်မယ်နော်okay ဒါတွေအားလုံးကျွန်တော်ထွက်လိုက်မယ် okay ထွက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ60 slash bar မှာပေါ့နော်ဒီ environment variable ဆိုပြီးရိုက်ရှာရမယ်အဲ့တော့ဒီညမှာမရှိဘူးဆိုရင်လည်း en ဒီမှာပေါ့နော် envir ကိုment လို့ရိုက်ရှာရပါတယ်အဲ့တော့ဒီ environment variable လေးကိုကျွန်တော်တစ်ချက်လောက်ပြင်လိုက်မယ်
okay အဲ့တော့ဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီတိုင်းရောကြာနေပြီเนาะအဲ့တော့ဒါလေးတစ်ချက်လောက်လောလောဆယ်မှတ်ပုတ်ပြီး okay နှိပ်ထားလိုက်ပါဦးမယ်တစ်ချက်ပြန်လေးပြန်အောင်เนาะဒီမှာကျွန်တော်တို့ဘာနေရမယ်ဆိုရင် environment variable ကိုကျွန်တော်ရှာရပါမယ် okay အဲ့တော့ဒီလိုလေးရိုက်ရှာလိုက်မယ်ဆိုရင်ဒါလေးပွင့်သွားလိမ့်မယ်အဲ့တော့ဒီမှာ environment variable ကိုကျွန်တော်တစ်ချက်လောက်ပြန်နှိပ်မယ်เนาะအဲ့တော့နှိပ်ပြီးတော့ရင်ကျွန်တော်ဒီ system variable ရဲ့ patch ကိုဒါပဲ click နှိပ်လိုက်မယ်ဒါပဲ click နှိပ်ပြီးတော့ရင်ကျွန်တော်တို့ဒီနေရာမှာဒီ new ဆိုတာလေးတစ်ချက်နှိပ်နော်အဲ့တော့ဒီ new ဆိုတာလေးကိုနှိပ်ရင်ဒီမှာခဏကကျွန်တော်တို့ cursor လေးပြတ်တော့ဖြစ်နေပြီဆိုရင်ကျွန်တော်တို့ခဏကယူခဲ့တဲ့ patch line ကြောင်းကို control V နဲ့ထည့်ပေးလိုက်မယ်နော်ထည့်ပေးပြီးတော့ရင်ကျွန်တော်ဒီနေရာမှာ okay နှိပ်မယ်ဒီနောက်လည်း okay နှိပ်မယ်ဒီနောက်မှာလည်းကျွန်တော်တို့ okay နှိပ်မယ်okay အဲ့တော့ကြာပြီးရင်ကျွန်တော်အားလုံးပြီးပြီဆိုရင်ဒီ search မှာတော့ CMD ကိုရိုက်ရှာလိုက်မယ်နောက်ဒီမှာ command prompt ဆိုရကြာလာပေါ့နော်အဲ့တော့ command prompt ကိုကြာလာပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီလိုရိုက်ရှာရအောင် MySQL ပြီးတော့မှဒီလို dash ပြီးရင် VSI1 version လို့ရိုက်ပြီးအဲ့ဒါတစ်ချက်တော့ဖောက်ကြည့်မယ်ဒါဆိုရင်ကျွန်တော်တို့ MySQL version ကိုကျွန်တော်ဒီနေရာမှာစပြီးမြင်ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ MySQL ကိုတစ်ချက်တော့ login ဝင်ကြည့်အောင်အဲ့တော့ဘယ်လိုလုပ်မလဲဆိုရင် MySQL ပြီးတော့မှ -u ပြီးရင် root ပြီးတော့ရင်ကျွန်တော်တို့ကဒီ dash ရေ p ရေနေပြီး enter ချက်လောက်ခေါင်းရအောင်ဒီနေရာမှာကျွန်တော်တို့ password တောင်းလိုက်မယ်အဲ့တော့ကျွန်တော်တို့ခဏကထည့်ခဲ့တဲ့ password ကိုဒီနေရာမှာပြန်ထည့်ရပါလိမ့်မယ်အဲ့တော့ထားပါတော့ကျွန်တော်ကတော့ဒီနေရာမှာ root 1.3.4လို့ကျွန်တော်ပြီးခဲ့တယ်ပေါ့နော်အဲ့ဒီ password လေးကိုထည့်ပြီးတော့ enter တစ်ချက်ပြန်ခေါက်လိုက်မယ် okay ခေါက်လိုက်ပြီဆိုရင်ဒီနေရာမှာစပြီးတော့မှကျွန်တော် query လေးစပြီးတော့မှrun လို့ရပါပြီအဲ့တော့ဒီညမှာစပြီးတော့ဒီလိုပုံစံလေးဖြစ်သွားပြီဆိုရင်ဒီနားလေးမှာကျွန်တော်တို့ query တစ်ချောင်းလောက်ဆောင်စ run ကြည့်မယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ show DSCS လို့ကျွန်တော်ရေးပြီးတော့မှဒီလိုလေး run ကြည့်အောင် okay အဲဒီလိုလေး run ကြည့်တော့လောလောဆယ်တော့ဘာမှတော့ရှိအောင်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကတော့အရင်ကဒီပုံစံလေးတော့ကျွန်တော်တို့အရင်ဆုံးတော့ကြာလာလိမ့်မယ်ဒါက default အနေနဲ့ထည့်ထားပေးတာပေါ့နော်ဒီမှာ information schema တွေရှိမယ် MySQL ဆိုတဲ့ database တွေရှိမယ်ပြီးတော့ရင် performance schema တွေရှိမယ် SYS တွေရှိမယ်ဒီလိုမျိုးokay အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုး show database လို့ကျွန်တော်ရိုက်ရှာလိုက်လို့ query တစ်ကြောင်းကို run လိုက်လို့ဒီလို database လေးကြာလာတယ်ကျွန်တော်တို့ဒီနေရာမှာ MySQL version တွေကျွန်တော်တက်လာပြီပြီးတော့ MySQL root p ဆိုပြီးတော့မှဒီနားမှာ password တွေရိုက်ချလိုက်တဲ့အခါမှာ MySQL cursor လေးနဲ့ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ database ကိုဒီ MySQL နဲ့ပတ်သက်တဲ့ database တွေကိုကျွန်တော်စပြီးတော့မှ run လို့ရပြီပေါ့နော်တုံးလို့လည်းကြာပါပြီအဲ့တော့ဒီ MySQL workbench ကိုဒါလောက်ဆိုရင်တော့ကျွန်တော် set up လုပ်လို့အဆင်ပြေတော့ပါပြီကျန်တာတွေကတော့ကျွန်တော်ဒီတင်တန်းချိန်ကြမှာပဲအကုန်လုံးအတည်သိထပ်ပြီးတော့မှပြောပြသွားပြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ